ဝန်ထမ်းဘဝမချမ်းသာနိုင်ဘူးဆိုပြီးတော့စိတ်ဓာတ်ကြနေလားမိတ်ဆွေအဲ့လိုဆိုရင်တော့မဟုတ်သေးဘူးလေနော်ကျမကလည်းဝန်ထမ်းပဲဒါပေမဲ့အခုခေတ်မှာကချမ်းသာအောင်လုပ်လို့ရတဲ့နည်းလမ်းတွေရှိနေပြီဝန်ထမ်းတစ်ဖက်နဲ့တခြားစီးပွားရေးတွေကိုလည်းတွဲပြီးတော့မှလုပ်လို့ရနေပြီဖြစ်တယ်လက်ရှိမှာဆိုရင်ကျမကတနေ့ကို2နာရီ3နာရီလောက်ပဲအချိန်ပေးရတဲ့ကိုပိုင်စီးပွားရေး digital business တစ်ခုကို online ပေါ်ကနေလုပ်နေပြီဖြစ်တယ်ဝန်ထမ်းအလုပ်နဲ့တွဲလုပ်ထားတယ်လက်ရှိကိုအရန်ချက်တဲ့ဝန်ထမ်းအလုပ်ကိုလည်းထွက်เสียမလိုဘူးနော်ထွက်เสียမလိုဘဲနဲ့ပေါ့နော်ကိုပိုင်စီးပွားရေးတစ်ခုကိုလည်းကျမတို့တပြိုင်တည်းမှာတိဆောက်လို့ရတယ်ဆိုတာကအခုလိုနည်းပညာတွေထွန်းကားလို့နော်နည်းပညာတွေခန့်ထွန်းကားလို့ online တွေကိုအသုံးပြုလို့ရတဲ့အတွက်ကြောင့်မလို့ကျမတို့ကတပြိုင်တည်းမှာလာခစားလို့လည်းလုပ်လို့ရတယ်ကိုပိုင်စီးပွားရေးလည်းလုပ်လို့ရတယ်ဆိုတော့ဘလောက်တောင်ကောင်းတယ်လဲနော်အခုလိုခေတ်မှာလူဖြစ်ရတာကျမတို့နည်းပညာတွေကိုထိထိရောက်ရောက်အသုံးချတတ်ဖို့လိုတယ် online ကိုအပြောသဘောမသုံးဘဲနဲ့နော်ကိုပိုင်စီးပွားရေးတစ်ခုလုပ်ဖို့အတွက်ကိုသုံးဖို့လိုအပ်နေပြီသူများတွေက line ပေါ်မှာအသေးသေးစီးပွားရေးလုပ်နေတဲ့အချိန်မှာမိတ်ဆွေကအပြောသဘောပဲသုံးနေတော့ပဲလားအဲ့လိုဆိုရင်တော့နော်ကိုယ့်ရဲ့မျက်လုံးတွေမွဲပတ်စံတွေကုန် internet phone တွေကုန်နဲ့နော်ဒီလုံးပါပါတဲ့ပယုတ်လုံးဖြစ်ကိုရောက်မယ်အဲ့လိုဆိုတော့အဲ့ဒီဘဝကလည်းရုံထွက်ဖို့အတွက်မိတ်ဆွေကကိုပိုင်စီးပွားရေးတစ်ခုကိုတည်ထောင်ထားလိုက်ပါဒါအကြံပြုချက်တစ်ခုဖြစ်တယ်ပေါ့နော်2026မှာဒီအကြံပြုချက်ကိုအကြံပြုခြင်းနဲ့social media ကိုအပြောသဘောပဲမသုံးပါနဲ့တော့နော်အခုချိန်ကစပြီးတော့တရက်နေ့ကစပြီးတော့မိတ်ဆွေရဲ့ဘဝကိုနော် social media ပျော်ပျော်ကြီးသုံးရင်းနဲ့စီးပွားရေးတစ်ခုကိုလှုပ်ချင်တယ်နော်ဒီလှုပ်ဖို့အခွင့်အလမ်းကိုလည်းရှာဖွေနေတယ်ဆိုလို့ရှိရင်တော့နော်လက်ရှိကျမလုပ်နေတဲ့ digital business နဲ့မိတ်ဆက်ပေးခြင်းနဲ့ဒီစီးပွားမှာကအဓိကနော်ကျမတို့ကဒီစီးပွားရေးအခွင့်အလမ်းတွေစီးပွားရေးရဲ့လွယ်ကူမှုတွေစီးပွားရေးရဲ့အကျိုးကျေးဇူးတွေဒါတွေကိုပဲပေါ့နော်ဒီ social media ပေါ်မှာ video file လေးနဲ့ဒါမှမဟုတ်ရင်ဓာတ်ပုံ file လေးနဲ့အတန် file လေးနဲ့ကြော်ညာလေးလုပ်ရုံပဲဒီလုပ်ကိုပဲကျမတို့လုပ်ရတယ်အကုန်လုံးပေါ့နော်လုပ်ငန်းရဲ့90ရာနှုန်းကိုကြတော့ကျမတို့မှာနီးစနစ်ကလည်းပတ်လုပ်ဆောင်ပေးတယ်ကျမတို့အိတ်နေတောင်မှမအိတ်ပဲနော်မနာပဲနဲ့24/7 run ပေးတဲ့နီးစနစ်ပါရှိတဲ့အတွက်ကျမတို့ကတနေ့ကို2နာရီ3နာရီဒီ 10% တော့အလုပ်ခုနပြောတဲ့ social media ပေါ်မှာကျမတို့ရဲ့ digital business ရဲ့အခွင့်အလမ်းကိုလူအများသိအောင်မျှဝေရတာကိုပဲကျမတို့လုပ်ရတယ်ပြီးရင်ကိုနဲ့လက်တွဲလာတဲ့နော်ဒီလုပ်ငန်းရှင်အသစ်လေးတွေကိုကျမတို့ information ပေးရတယ်လက်တွဲခေါ်ရတယ်ပန်းတိုင်ကိုအတူတူရှောက်ဖို့အတွက်အတူတကွလက်တွဲပြီးတော့မှလှုပ်ဆောင်ကြတာဖြစ်တယ်အဲ့လိုဆိုတော့ဒီစီးပွားရေးမှာအရန်ကောင်းတာကနီးပညာအရန်ကျွမ်းစရာမလိုဘူးပြီးရင်ကွန်ပျူတာကတော့အခြေခံစကေးရရင်ရတယ်ဘာသာစကားဆိုလဲ25% နားလည်ရင်ရတယ်နော်အရင်ထိတက်တာတယ်နော်ပြီးရင်ပညာရည်ချင်းကန့်သတ်ချက်မရှိဘူးနော်ဘွဲဒီဂရီမရလဲလုပ်လို့ရတယ်အချိန်နည်းနည်းပဲပေးရတယ်လက်ရှိလုံးနဲ့တွဲလုပ်လို့ရတယ်ဆိုတော့ဘလောက်တောင်ကောင်းတယ်လဲနော်ကျမအတွက်ကတော့ဒီစီးပွားကဖျားပေးတဲ့ဆုလက်တစ်ခုလို့ကိုခံယူထားတယ်မိတ်ဆွေတို့လည်းတကယ်လို့စိတ်ဝင်စားတယ်ဆိုရင်လှမ်းလာခဲ့ပါကျမကမန်တာတယောက်အနေနဲ့အကောင်းဆုံးလက်တွဲကူပေးမယ်နော်